အားလုံးပဲမင်္ဂလာပါရှင်။နဂါရှိဝါစိတ်ရှိရဲ့နာဆိုင်မှပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်။ဒီနေ့လေးမှာတော့မမေရဲ့ချစ်ကကာရီရဲ့လှပကြွရှင်တဲ့လဲတိုင်းလေးမှာစင်မြန်းမှုအတွက်မမေက 80K ဆွဲသီးလေးတွေကိုဒီနေ့ရောင်းချပေးသွားမှာဖြစ်ပါတယ်ရှင်။ဆွဲသီးလေးတွေကဆိုလို့ရှိရင်လက်ရဒီဇိုင်းလေးဟာတည်သက်ပြီးတော့မှဝတ်လိုက်တဲ့အခါမှာချစ်ရတဲ့သူရဲ့အလှတရားကိုပုံမူပြီးတော့လှပစေမှာအမှန်ပဲဖြစ်ပါတယ်ရှင်။မမေနဲ့အတူတူအသေးစိတ်လေးကြည့်ရှုပေးဖို့အတွက်ဖိတ်ခေါ်အပ်ပါတယ်ရှင်။အခုပေါ့နော်မမေနံပါတ်1ပြပေးမယ် 80K ဆွဲသီးလေးရဆိုရင်တော့မင်းတို့ဒါခရီပွင့်နန်းရစ်ဆက်ဖြတ်ဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်အခုဆွဲသီးလေးရဲ့ granting လေးရဆိုရင်တော့ 0.85 gram လေးကိုမှဈေးနှုန်းလေးရတော့9,300,000ဝန်းကျင်နဲ့ရရှိမှာဖြစ်ပါတယ်ရှင်အခုမမေနံပါတ်2ပြပေးမယ် 80K ဆွဲသီးလေးရဆိုရင်တော့မင်းတို့ပန်းပွင့်ရောင်ပြန်ဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်ပန်းပွင့်နှစ်ထပ်ကလေးကိုမှအလဲမှာနန်းရစ်ကလေးနဲ့ရောင်ပြန်ပန်းပွင့်လေးပါရှင်အခုဆွဲသီးလေးရဲ့ granting လေးရဆိုရင်တော့ 0.82 gram လေးကိုမှဈေးနှုန်းလေးရဆိုရင်တော့9,000,000ဝန်းကျင်ပဲရှိပါတယ်ရှင်မင်းနံပါတ်3ပြပေးမယ်ဆွဲသီးလေးရဆိုရင်တော့မင်းတို့ဒါ4,000လေးကိုမှပေါ့နော်ပတ်လည်မှာနန်းရစ်ဆက်ဖြတ်ဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်အခုဆွဲသီးလေးရဲ့ granting လေးရဆိုရင်တော့ 0.89 gram လေးကိုမှဈေးနှုန်းလေးရတော့9,500,000ဝန်းကျင်ပါရှင်အခုဆွဲသီးလေးရတော့မမေနံပါတ်လေးပြသပေးမယ်ဆွဲသီးလေးပဲဖြစ်ပါတယ်အခုဆွဲသီးလေးရဆိုရင်လေဒါမမေတို့ပန်းပွင့်လေးကိုမှနှစ်ထပ်ကလေးကိုအလဲမှာရောင်ပြန်ဘောလုံးတွဲဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်အခုဆွဲသီးလေးရဲ့ granting လေးရဆိုရင်တော့ 0.88 gram လေးကိုမှဈေးနှုန်းလေးရတော့9,500,000ဝန်းကျင်ပါရှင်အခုမမေနောက်ဆုံးပြပေးမယ်နံပါတ်5ဆွဲသီးလေးရဆိုရင်လေဒါမမေတို့ပန်းပွင့်ဖောင်းကြွလေးကိုမှအလယ်မှာနန်းရည်ရောင်ပြန်ကလေးနဲ့ပန်းပွင့်ရောင်ပြန်ဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်အခုဆွဲသီးလေးရဲ့ granting လေးရတော့ 0.83 gram လေးပဲဖြစ်ပါတယ်ဈေးနှုန်းလေးရတော့မမေတို့9,100,000ဝန်းကျင်ပါရှင်ဒီနေ့လေးမှဆိုရင်တော့မမင်းချစ်ကကာရီရဲ့အလှတရားလေးတစ်ခုကိုပမိုပြီးတော့ထင်ပေါ်လှပစေဖို့အတွက် 80K ဆွဲသီးလေးလိုအပ်နေပြီလို့မမင်းကထင်ပါတယ်ရှင်ဒီနေ့မမင်းပြပေးတဲ့ဆွဲသီးလေးတွေကဆိုရင်တော့မမင်းတို့ဒါ9,000,000လောက်ကနေစပြီးတော့ထန်ကုန်9,500,000ဝန်းကျင်နဲ့ရရှိမဲ့ 80K ဆွဲသီးလေးတွေပဲဖြစ်ပါတယ်ရှင်မမင်းရဲ့ချစ်ကကာရီအတွက် 80K ဒီဇိုင်းစမ်းလေးတွေကိုဆိုင်ရောက်လာစရာမလိုပဲအသေးစိတ်ကြည့်ရှုနိုင်ဖို့အတွက်နေ့စဉ်ဗီဒီယိုလေးတွေနဲ့တင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့မမေတို့ရဲ့ page လေးကို like and follow လေးလုပ်ထားဖို့လည်းမမေ့ပါနဲ့ရှင်။ဒါအပြင်တခြားကြည့်ကျင်တဲ့ယတနာလေးတွေရှိလို့ရှိရင်မမေ live ရဲ့ comment လေးအောက်မှာလည်းဝင်မှတ်ပေးခဲ့ပါအောင်ရှင်။မမေရဲ့ live လေးကိုအခုလိုမျိုးအစအဆုံးကြည့်ရှုပေးတဲ့အတွက်မမေတို့နဂါရှိဝါမိသားစုမှာကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်။မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေရှင်။